မခင်ချောမီငါတို့ဟာတခုဖြစ်လာဖို့ချစ်ခဲ့တာမှမဟုတ်ပဲတစ်စီလေးတွေပင်ပုတ်လာမယ်ဒဇက်မီအောက်ကရေတိုင်ကြီးတဲ့ကိုမိုးရွေတွေအားကုန်ထိုးဆင်းသွားကြမယ်ခစ်တွေတချင်းတွေတရွေရွေငါတုံရင်ဖြုံးရင်ကုတ်ဆုံးလာမယ်ချောမီရင်ငါရဲ့သုံးမကုံတဲ့ငါမှုစလေးကမင်းပဲတနေ့ကျရင်ကဘာကြီးနေပြန်ကောင်းလာဖို့ငါပြက်ကွယ်သွားတဲ့တမီလေးပြန်တွေးဖို့တနေ့ကျရင်ဥရောပတိုက်ကနေအမေရိကကိုလှမ်းမြင်ရတဲ့တခုတည်းသောနေရာလေးကိုရောက်ဖို့ချောမေရင်ငါဘက်ကတခုခုဖြစ်လာဖို့ချစ်ခဲ့တာမှမဟုတ်ပဲဘာကိုမှစောင့်မနေတော့ဘူးအားလုံးအဆင်ပြေပါတယ်မခင်ချောမေဒီမှာတခါမှမပြုခဲ့ရတဲ့အမှားများရှိပါရဲ့သို့တော့ရှင်းနေမရှိပါတတ်သေးရတာလွယ်တော့မသေးပဲနေရတာဘလောက်ခက်ခဲတယ်လဲနောင်ခါမှသိရပါလိမ့်မယ်ဤတော့မခင်ချုံးမေသင်ငါအားမေတ္တာမထမ်းနိုင်သည့်ကိစ္စငါသဘောတူလိုက်ပါပြီမခင်ချုံးမေငါဘဝကိုရခဲ့တဲ့နေ့ကမင်းကိုဘယ်တော့မှမရတော့မှသိလိုက်ရတယ်မင်းရဲ့အဝါရောင်စပင်တွေစပင်အဝါတွေနဲ့လေငါမင်းကိုအိမ်မက်တယ်မခင်ချုံးငါမူးနေပြီမင်းပခုံးလေးဖယ်ပြီးဖြစ်ဖြစ်မင်းမူးနေပြီငါကြောဖို့ငါဖြစ်ဖြစ်စပင်အဝါတွေကိုငါအိမ်မက်တယ်ချုံးပြီတနေ့ပြီးတနေ့ရောက်လာတယ်ငါကုန်းကျော်တရားပေါ်မှာမိုင်းမိတဲ့နေ့ကမခင်ချုံးမိတဲ့ဝယ်ထားတဲ့ cigarette ငါတောက်လိုက်ရတယ်တကယ်မရှိပါတကယ်မရှိပါငါအုံနောက်ထဲကမိမခင်ချုံးမိတင်တကယ်မရှိပါငါကုငါပညာထားရငါကုငါပညာထားရအနုစုကုတ်ဆုပ်မိုးများနေညပြီးတော့တညာပြီးတညာလူဆိုတာဝမ်းနဲ့လာရင်တနေရာမှာတော့စောင့်ခိုးကြတာပဲမခင်ချုံးမိဟောဒီမှာယထာရစီဘောကနေတခြားရစီဘောကိုလက်ပြနှုတ်ဆက်နိုင်ကလွဲပြီးဘာမှမရှိချောမေရေတောက်ပြနာပဲဟဲ့ဝင်လေထွက်လေဝင်လေထွက်လေမိုင်းနေမိတယ်မိုးချိုးပြစ်ခံရတယ်ဂက်တာကျိုးနံပါတ်1ပြတ်သွားတယ်မင်းကငါတကယ်ချစ်မိသွားတယ်ပြဿနာပဲဟဲ့တို့မခင်ချုံးမီငါညာပဲနိုင်ယူအောက်ကရှေလျာပူပင်းလာတဲ့ညတွေလွယ်မထင်တဲ့အသက်ကိုတက်ပြင်းတစ်ချက်နဲ့ဖြေရပါတယ်ချုံးမီဒီလိုကြီးပဲဆိုခဲရကြီးရဲ့ချစ်ပြီးပါလျက်နဲ့ငါရက်နေခဲ့ရငါငီးနေခဲ့ရပန်းအိုးတွေကပန်းတို့တဖြည်းဖြည်းငြိမ်သက်ငါဟာတင်တို့အခန်းနဲ့နားတယ်တဲတယ်ဆွဲတင်ခဲ့ရပါတော့နိုင်တန်များပါလားမခင်ချုံးမရေငါဒီတစ်ခါအိမ်ပြန်ရောက်ရင်ကင်ဆာဖြစ်နေတဲ့ရေအိုးလေးကိုပြင်မယ်နှကြက်တထားတဲ့ဒေစီပန်းလူတွေနဲ့စကားပြောမယ်တိမ်ပသွားတဲ့မြို့အဝင်လမ်းကလေးပေါ်မှာတချင်းတစ်ဘောလောက်ဆိုမယ်နောက်မင်းကိုဆက်ချင်မယ်အရင်လိုအသက်လွယ်လွယ်မထွက်တော့ဘူးမခင်ချုံးမီနောက်ဆုံးအားလုံးပျက်စီးကြောင်ပြောရမှာလားကွယ်တိုးဝက်ထားလိုက်တော့မယ်နေဦးရောက်ရင်တောင်ငါဘက်ကဘာသိရွက်မှထွက်မလာတော့ဘူးတိုးဝက်ထားလိုက်တော့မယ်ထားလိုက်ပါကွာအရေးမကြီးတော့ပါဘူးတိုးဝက်ထားလိုက်တော့မယ်စိတ်မပူပါနဲ့ကြပြားဆရာဟာအမြဲတမ်းနေစရာရှိပါတယ်ချေရဲ့ငွေချစ်ပြက်လာမှုစီကက်ပုံမြင်လီလီပန်းအခန်းရင်းကလေးကြပြားဆရာဟာနေစရာအမြဲတမ်းရှိပါတယ်နောက်ဆုံးအနုယူဘုံတစ်လုံးကြလာရင်တော့ငါလီလီပန်းတစ်ခွေနဲ့ဝင်လိုက်မှာပေါ့ချေရဲ့စိတ်မူပါနဲ့အဆင်ပြေပါလေတို့မခင်ချုံးမီလူနှစ်ယောက်ရှိရင်ပဲ့တယ်ထက်လို့ရမှသိပါရဲ့
မလိုပါဘူးရပါတယ်ငါအတန်နိုင်ရန်ကနေပြန်လာတဲ့အထိငါဆောက်မှာပေါ့မင်းနဲ့ငါချက်ကအဖြစ်အပျက်တွေတကယ်ရှိပါတယ်မောအေးနဲ့တိုးနေတဲ့နိုင်ရန်ပေါ်မှာလက်နေစရက်တန်ကြားရရင်အပေါ်ဓာတ်မှာလူရှိတယ်အဖြစ်အပျက်တွေတကယ်ရှိတယ်ဟောဒီလေရင်ကြီးပေါ်ကနေငါချက်ဆောင်နေရပြီးငါ့ကိုဘယ်သူမှမဆောင်ပဲခုန်ဆင်းသွားတဲ့အခါမခင်ချုံမီအဖြစ်အပျက်ဟာတကယ်ရှိတယ်မြေကြီးလို့မပေါ်ထွန်းမီနဲ့တန်ပေါင်းများစွာကပရိုတိုဆောရက်တွေငါတို့တစ်ကောင်နဲ့တစ်ကောင်ကြားမှာအချစ်ရှိမှဖြစ်မယ်မင်းနဲ့ငါကြားမှာအဖြစ်အပျက်တွေဟာတကယ်ရှိတယ်ငါအိမ်မထဲမှာတော့ငါဟာဂျေရုဆလင်မြို့တော်ကြီးပေါ်ကစာအုပ်အဟောင်းဆိုင်ကလေးပါအဲ့ဒီလိုအချိန်မျိုးထိခံနေတဲ့စိတ်ကိုရှင်ဘက်ကကျဲသီးနှလုံးလိုဖွင့်ဟထားခဲ့မိတယ်အဖြစ်အပျက်တွေဟာတကယ်ရှိပါတယ်